ဇူလိုင်လရဲ့အကျန်းစားမိုက်စာကေရမာ၄ကနံပါတ်1ဒီပဲလေ6လမ်းနေတဲ့တော်ဝင်နန်းတော်ကြီးတွေကဝင်းကြီးစိုးတွေကိုဓာတ်တက်လက်နဲ့နှိမ်နေမဲ့ထူးဆန်းတဲ့စွမ်းအားရှင်လူငယ်တယောက်ဒီဇက်ကားလေးကတော့ဇူလိုင်လ18ရက်နေ့ Netflix ဆိုတဲ့ရုပ်သံလိုင်းကနေထုတ်လင်းပြသသွားမယ်အပိုင်း8ပိုင်းပါရှိမဲ့ Dark Fantasy ဒရာမာဇာတ်လမ်းတွေကောင်းလေးပဲဖြစ်ပါတယ်ကင်းနန်း Season 3ကိုမျှော်နေတဲ့တငယ်ချင်းတွေအတွက်တော့အကြိုက်တွေ့စေမဲ့ဇာတ်လမ်းလို့ထင်ပါတယ်ပုံမှန်မြင်နေကြဇာတ်လမ်းတွေအနေနဲ့မတူဘဲနဲ့ကိုရီးယားနန်းတွင်နောက်ခံတဲ့အတူဝင်းကြီးလောကတရေတစီနှိမ်နေတဲ့အရှင်ပုံစံကိုအမိုက်စာ CGI တွေနဲ့ဆက်ဆံပြပြမြင်တွေ့ရမှာဖြစ်လို့ Fantasy ဇာတ်လမ်းကြိုက်တဲ့လူတွေအတွက်တော့လက်လွတ်မခံသင့်တဲ့ဇာတ်ကားကောင်းလေးတွေကဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့နိုင်တွင်ထဲမှာအိမ်ရှိတဲ့မင်းသားကိုချိန်ချောင်းနေတဲ့ကျိန်စာဇိုးကြီးနဲ့ထူးဆန်းတဲ့အန်ဒီရတွေကူးဆက်လာတဲ့အခါမှာတော့ဘယင်ဖြစ်သူကလှုပ်ဝက်စွမ်းရည်ရှိတဲ့လူနှစ်ယောက်ကိုလှုပ်ဝက်စာဆင့်ခေါ်လိုက်ရပါတယ်တယောက်ကတော့ဂူချွန်းလို့အမည်ရတဲ့ထူးဆန်းပြီးတော့တေးစီနိုင်တဲ့စွမ်းအားတွေရှိတဲ့ဝင်းကြီးတတ်တမလူငယ်တယောက်ဖြစ်ပြီးတော့သူကဝင်းကြီးလောကရဲ့အထိဖြတ်တန်းသွားလာနိုင်ကဝင်းကြီးဇိုးတွေကိုသူ့ရဲ့ဓာတ်နဲ့နှိမ်နှင်းနိုင်တဲ့အစွမ်းတွေရှိပါတယ်နောက်တစ်ယောက်ကတော့သူမရဲ့ပါရမီကိုကျိန်စာလို့သတ်မှတ်ထားပေမဲ့တရေဝင်းကြီးတွေရဲ့အတန်ကိုကြားနိုင်စွမ်းရှိတဲ့နန်းတွင်အပြိုတော်လေးပဲဖြစ်ပါတယ်သူတို့နှစ်ယောက်ကအမှောင်တုကိုလွှမ်းမိုးနေပြီးတော့လက်တွေ့ဘဝကိုပုံဖြတ်နေတဲ့အိမ်ရှိတဲ့မင်းသားရဲ့စံရင်တော်ကိုတွားရောက်စုံစမ်းရင်းနဲ့နန်းတွင်းနေရန်အောက်တွေမှာနှစ်ပေါင်းများစွာမြုပ်နှံထားတဲ့ကြီးမားတဲ့လှုပ်ဝက်ချက်တွေကိုတဖြည်းဖြည်းဖော်ထုတ်မိသွားကြတဲ့အခါမှာဘာတွေဆက်ပြီးကြမလဲဆိုတော့ကိုစိတ်ဝင်စားဖို့ကြည့်ရှုရမယ်ဇလန်တွေကောင်းလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်အနေနဲ့ကတော့မင်းသားချော်လေးနန်ဂျူဟော့မင်းသမီးနိုယွန်စောနဲ့မင်းသားကြီးချွဲစုံငူတို့ကပါဝင်ထားပါတယ်နံပါတ်2 A Shot for Killer 2တကြောပြန်လဲစတင်လာတဲ့လူသက်သမားတွေရဲ့ online ဈေးဝယ် application သူတို့တူကြီးနှစ်ယောက်တေချင်းတရားရဲ့အရေးအောက်ကနေထွက်ပြေးလွတ်မြောက်နိုင်မှာမလားဒီဇက်ကားလေးကတော့ပရိသတ်တွေအသေးသေးရနဲ့အမျှော်လင့်ကြီးမျှော်နေကြတဲ့ A Shot for Killer Season 2ကိုတော့ဇူလိုင်လ22ရက်နေ့ Disney Plus ရုပ်သံလိုင်းကနေထုတ်လင်းပြသသွားမယ် Dead Action Trailer ဇာတ်လမ်းတွေကောင်းလေးပဲဖြစ်ပါတယ် Season 1 3ကလိုပဲကြည့်ရှုသူတွေကိုအသက်ရှူမှားလောင်းမယ်အမိုက်စာအကျန်းစားအရှင်ကန်းတွေနဲ့ကြည့်ရှုသူတွေကိုပုံမဆန်းတဲ့တဲ့အရှင်ရတာကိုအပြည့်အဝပေးဆန်းသွားမယ်ဇက်ကားလေးပဲဖြစ်ပါတယ်ကျမ်းမရမ်းမကြိုက်တဲ့ဘိုးရာတွေကတော့စောက်ရကျိုးနှက်စီမယ်လို့ဇက်ကားတကာလို့ကျွန်တော်ထင်ပါတယ်ဇလန်လေးကတော့သူမရဲ့ဘဝကိုပြောင်းလဲစေခဲ့တဲ့ဖြစ်ရဆိုးတွေကနေလွတ်မြောက်အောင်ရှင်တန်ခဲ့ပြီးတဲ့နောက်မှာတော့ဂျီယန်ဟာလှုပ်ဝက်ဆွမ်းကျဲစွာတည်ဆုံသွားခဲ့တယ်လို့ထင်ခဲ့ရတဲ့ဦးလေးဖြစ်သူဂျောင်ဂျင်မန်းနဲ့အမွေနှစ်တွေကြောင့်အန်ဒီရများလာပါတယ်လောကတွေကိုဒုတိယကြိမ်တကြော့ပြန်လွဲဆွဲသွင်းခြင်းခံလိုက်ရပြန်ပါတယ်တာမန်တက္ကသိုလ်ကျောင်းသူဘဝကိုပြန်လည်ဖျက်ဆီးနေစီမှာပဲ online ဒုတိယလက်နဲ့ရောင်းဝယ်အတခုကနေတစင်သူမကိုလုံးကျန်တက်ဖြတ်ဖို့အမိတ်ပေးခံလိုက်ရတာကြောင့်ရုံထွက်လို့မရတော့တဲ့ရက်ဆက်ကြံကြုတ်တဲ့လူသက်သမားတွေရဲ့ကဘာတွေကိုပြန်လည်ရောက်ရှိသွားပါတော့တဲ့ရန်သူတစ်တွေရဲ့ချင်းချောင်းမှုတွေအတိတ်ကလှုပ်ဝက်ချက်ဟောင်းတွေကြားထဲမှာကျေးစားစစ်သားတွေရဲ့အနေကနေဘယ်လိုတွေဆက်လက်တိုက်ပွဲဝင်ပြီးတော့ရှင်သန်သွားမလဲဆိုတော့ကိုရင်ခုန်စွာကြည့်ရှုရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်အဓိကတိဆောင်အနေနဲ့ကတော့မင်းသားကြီးနေတော်ကိုမင်းသမီးကင်ဟေဂျင်တို့ပါဝင်လာတဲ့အမိုက်စာဇာတ်ကားလေးပဲဖြစ်ပါတယ်နံပါတ်3 Spooky and Loveစိတ်ခံဟိုတယ်တစ်ခုရဲ့အမွေခံ CEO မလေးရဲ့နောက်ွယ်ကထူးဆန်းတဲ့လှုပ်ဝက်ချက်တရားမျှတမှုကိုလိုလားတဲ့ရှင်းနေလေးတို့ရဲ့စုံစည်းမှုဒီဇက်ကားလေးကတော့2026ဇူလိုင်လ18ရက်နေ့ Netflix ဆိုတဲ့ရုပ်သံလိုင်းကနေထုတ်လင်းပြသသွားမယ်အပိုင်းနေနဲ့12ပိုင်းထိပါရှိမှာဖြစ်ပြီးတော့2017ခုနှစ်ကလူကြိုက်များခဲ့တဲ့ Spare Band ရုပ်ရှင်ကိုအခြေခံပြီးပြန်လည်ရိုက်ကူထားတဲ့ Fantasy Horror Romance Comedy Drama ဇာတ်လမ်းတွေကောင်းလေးပဲဖြစ်ပါတယ်မင်းသားမင်းသမီးရဲ့ Life Path Comedy ထူးခြားဆန်းပြတဲ့တရေတွေနဲ့ဟာသလွဲတွေကိုရောနှောထားလို့ကြည့်ရတာတန်စေမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းလေးကတော့အပြင်မှလှပပြီးတော့ပြည့်စုံတဲ့စီးစိမ်တွေကြားတဲ့နေထိုင်နေရတဲ့ဟိုတယ်အင်ပါယာကြီးရဲ့အမွေစက္ကန့်သူ CEO မလေးမှာဘယ်သူမှပြောပြလို့မရတဲ့ထူးဆန်းတဲ့လှုပ်ဝက်ချက်တစ်ခုကရှိနေပါတယ်အဲ့ဒါကတော့ညတိုင်းမတရားတိဆုံးခဲ့ရတဲ့ဝင်းကြီးဇိုးတွေကသူမစီကိုလာပြီးတော့အမှုမှန်ပေါ်ဖို့အကူအညီတောင်းက6လက်နေတာကြောင့်ဘယ်တော့မှအေးစီးစီးမနေရတာပါပဲတစ်ဖက်မှာကလည်းအမှုခင်းတွေကိုအသေးအတန်လိုက်လံဖြည့်ရှင်းပေးတတ်တဲ့တရားမျှတမှုကိုမျက်နှာပြီးတော့ထက်မြက်တဲ့အစိုးရရှိနေမာဂန်ဘူးဆိုတဲ့လူတစ်ယောက်ကရှိပါတယ်သူရဲ့အားနည်းချက်ကတော့တရေတစီတွေကိုလိုစားကြောက်ရွံ့တတ်တာဖြစ်ပါတယ်ဒီလိုလုံးဝမတူညီတဲ့ကဘာနှစ်ခုကလူနှစ်ယောက်ဟာထူးဆန်းတဲ့အမှုတွေကိုအတူတူစုံစမ်းစစ်ဆေးရင်းနဲ့လက်တွေ့ရာဇဝမှုတွေတဘာဝလွန်ဖြစ်ရတွေကြားမှာရိုမတ်တစ်ဆက်ဆံတန်ရုံးစင်ဖြစ်ပုံလာပုံကိုဟာတလေးနှောပြီးတော့ဆွဲဆောင်မှုရှိရိုက်ကူထားတဲ့ဇူလိုင်လထဲမှာကြည့်ရမယ်ကမ်ဘရီဟော်လာဆန်လွန်တွေကောင်းလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်အနေနဲ့ကတော့မင်းသမီးချော်လေးပန်အမင်းနဲ့မင်းသားချော်လေးရန်ဆယ်ကျုံတို့ပါဝင်ထားပါတယ်နံပါတ်4 A Bonafide Killerအပြင်မှန်းကြည့်ရင်တော့သမီးလေးကိုထိန်းချောင်းနေတဲ့တာမန်အေရှင်မလေးဒါပေမဲ့သူမရဲ့နောက်ွယ်ကတကယ်အမှန်တရားကတော့သွေးအေးလာတဲ့ထိတ်တန့်စနိုက်ပါတယောက်ဖြစ်နေတဲ့အခါဒီဇက်ကားလေးကတော့ဇူလိုင်လ31ရက်နေ့မှာ Netflix ကနေထုတ်လင်းပြသသွားမယ့်အရှင်သေးလေးရင်ပုံနဲ့အိမ်အောင်ရေးဒရမာဇလန်တွင်ကောင်းလေးပဲဖြစ်ပါတယ်နာမည်ကြီးဝက်ပုံကိုအခြေခံရိုက်ကူးထားတာဖြစ်ပြီးတော့အိမ်အောင်ရှင်မတယောက်ရဲ့လှုပ်ဝက်ဆန်းပြတဲ့နှစ်ကိုဝဲဘွားနဲ့ခင်မွန်းဖြစ်သူတည်နောက်တို့ကြားကကြောင်နဲ့ကြွက်လို့လိုက်တဲ့ပြေးတဲ့ကစားရမယ်လှုပ်ဝက်ဆန်းကျဲလှုပ်ရှားမှုတွေကိုအသေးရစရာရင်ခုန်စရာကောင်းအောင်ပုံဖော်ထားလို့အရှင်ဆက်ဆန်းလေးတွေကြိုက်တဲ့ပရိ
ရိသတ်တွေအတွက်တော့အကြိုက်တူးစင်မဲ့ဇက်ကားလေးပဲဖြစ်ပါတယ်ဇက်လန်လေးကတော့သမီးဖြစ်သူကို3နှစ်သက်တိုင်အချိန်ပေးပြုစုဆောက်ရှောက်ဖို့အတွက်အနားယူခဲ့တဲ့တာမန်အိမ်ရှင်မအမျိုးသမီးတူဟာတကယ်တော့စွမ်းရည်ထက်မြက်တဲ့ဝိုင်းစနိုက်ပါတနက်သမားတူဖြစ်နေပါတယ်သူမဟာအန်ရည်များလာတဲ့တက်ဖြတ်မှုမစ်ရှင်တွေနေ့စဉ်အိမ်တော်ရေးတာဝန်တွေနဲ့ဘယ်သူ့ကိုမှဖွင့်ခါလို့မရတဲ့လှုပ်ဝက်ချက်တွေကြားတဲ့တဲတန်ထိန်းကြီးနေရသူတယောက်ပါဒါပေမဲ့စုံစမ်းထောက်လှမ်းရေးသတင်းတယောက်ဖြစ်တဲ့သူမရဲ့ခင်မွန်းတွေကတော့အာနာပိုင်တွေလိုက်လံဖမ်းဆီးနေတဲ့လှုပ်ဝက်လက်စာချီသူရဲ့အထောက်အထားကိုစုံစမ်းဖော်ထုတ်ရင်းနဲ့ဇနီးဖြစ်သူရဲ့အဒီနာစီတဖြည်းဖြည်းချင်းကပ်လာတဲ့အခါမှာတော့ဒီနှစ်ကိုကွဲဘွားကိုထိမ့်သိမ်းဖို့ပုံမချက်တဲ့တာပါတော့တဲ့သူမအနေနဲ့မိသားစုကိုကာကွယ်ဖို့အခက်ခဲဆုံးမစ်ရှင်တစ်ခုဖြစ်မှန်သိရှိသွားတဲ့အခါမှာတော့ဘယ်လိုတွေစိတ်ရင်ဆိုင်သွားရမလဲဆိုတော့ကိုအရှင်လန်းစားတွေနဲ့ကြည့်ရမယ်ဇလန်ကောင်းလေးပဲဖြစ်ပါတယ်အဓိကတရုပ်ဆောင်နေတဲ့ကတော့ဝိုင်းမင်းသမီးကြီးဂိုးချင်းမင်းသားကြောင်ကျုံဝမ်မင်းသားလီဆန်းကြီးတို့ပါဝင်ထားပါတယ်ကျွန်တော်အခုပြောပြပေးခဲ့တာကတော့ဇူလိုင်လရဲ့အကျန်းစားအမိုက်စာကေရမှာ၄ကားအကြောင်းဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ကြိုင်ကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်